အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ချက်စားဖြစ်တဲ့ချက်သားဘူးဒီကာလာတာဟင်းလေးကိုချက်ပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာပထမအဦးဆုံးကျွန်တော်တို့ဈေးရောက်ဝယ်လာတဲ့ပမာချက်ကိုတိတိကျကျလေးကင်ရပါမယ်ခင်ဗျာချက်သားကိုတော့ကိုကြိုက်နဲ့တက်ရာအရွယ်စားတိုင်းအဆင်ပြေတယ်လို့တုံးလို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့အနေတော်လေးတွေပဲတုံးထားပါတယ်ခင်ဗျာချက်ချောက်ကခြေသေးလေးတွေနဲ့ရေခုံလေးတွေကိုတော့ကျွန်တော်တို့ခုတ်ပစ်ပါမယ်ခင်ဗျာဒါလေးတွေတိတိကျကျလေးခြေသေးလေးတွေခုတ်ပစ်မယ်ခင်ဗျာဒီဆိုရင်တော့ကျွန်တော်တို့ရေကိုတိကျလေးပြောင်းဆေးပါမယ်ခင်ဗျာရေလေးပြောင်းလို့ဆေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့သူနဲ့တွဲချက်ဖို့အတွက်ကြက်သွန်နီကြက်သွန်ဖြူဂျင်းတို့ကိုအခွန်ခွာပါမယ်ခင်ဗျာခွန်လေးတွေခွာပြီးသွားပြီဆိုရင်တော့ရေကိုတေချာပြောင်းဆေးပါမယ်ခင်ဗျာရေလေးဆေးပြီးသွားပြီဆိုရင်တော့ကြက်သွန်နီကြက်သွန်ဖြူဂျင်းတို့ထောင်းကလွယ်အောင်လို့ကျွန်တော်တို့လှီးထားပါမယ်ခင်ဗျာကြက်သွန်ဖြူလေးကိုလည်းတပြားရိုက်ပေးထားပါမယ်ခင်ဗျာဂျင်းလေးကိုလည်းခပ်ပပလေးလှီးထားပါမယ်ခင်ဗျာဒါလေးတွေကုန်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ငရုတ်စုံနဲ့ထည့်ပြီးတော့စတင်ထောင်းပါမယ်ခင်ဗျာကြက်သွန်ဖြူကြက်သွန်နီဂျင်းထောင်းထားတာလေးတွေရပြီဆိုရင်တော့ခုနကခုတ်ထားတဲ့ကျွန်တော်တို့တန့်စင်ထားတဲ့ကြက်သားတွေကိုထည့်ပါမယ်ခင်ဗျာစားထည့်ပါမယ်ခင်ဗျာချုံမုံလေးထည့်ပါမယ်ခင်ဗျာကြက်သားမုတ်လေးနင်းငယ်ထည့်ပါမယ်ခင်ဗျာအကြောင်းတင်မုံလေးထည့်ပါမယ်ခင်ဗျာမြူတီကြရင်တော့မြူတီခွဲချက်မုံလေးလည်းထည့်လို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့စီလေးအနည်းငယ်ထပ်ထည့်ပါမယ်ခင်ဗျာဒီဟင်းကတော့စီမပါပဲချက်ရင်ပိုစားကောင်းတာဖြစ်တဲ့အကြောင်းစီအနေငယ်ထည့်ပြီးတော့တေချာနှံ့အောင်ကျွန်တော်တို့နေထားပါမယ်ခင်ဗျာချက်သားလေးနေပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့သူနဲ့ချက်စားမဲ့ဘူးတီလေးကိုအခွန်ခွာထားမယ်ခင်ဗျာဘူးတီလေးအခွန်ခွာပြီးသွားရင်တော့ကျွန်တော်တို့ခပ်ပပလေးတွေပဲတီးထားပါမယ်ခင်ဗျာဘူးတီလေးလှီးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့စချက်ပါမယ်ခင်ဗျာဒေဝကိုအပူပေးပြီးတော့ခုနကလုံးထားတဲ့ချက်သားလေးတွေကိုစထည့်ပါမယ်ခင်ဗျာကျွန်တော်တို့စီထဲမထည့်ဘဲနဲ့ကြက်သားမှာပါတဲ့အရည်လေးနဲ့ပဲလုံးပါမယ်ခင်ဗျာပြီးပြီဆိုရင်တော့ကျွန်တော်တို့ကြက်သားအိုးလေးတွေကိုရေလေးအနည်းငယ်ထည့်ပါမယ်ခင်ဗျာကြက်သားကဗမာချက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မိနစ်30-45မိနစ်လောက်တည်ရပါမယ်ခင်ဗျာကြက်သားလေးဖွင့်ကြည့်လိုက်လို့ကြက်သားလေးနူးလာပြီဆိုရင်တော့ခုနအသင့်လှီးထားတဲ့ဘူးသီးလေးတွေကိုထည့်ပါမယ်ခင်ဗျာဘူးတီလေးတွေအစိမ်းရောင်လေးကြံအောင်လို့ကျွန်တော်တို့အကြာကြီးမတည့်ပါဘူးခင်ဗျာအိုးလေးဖွင့်ကြည့်လိုက်လို့ဘူးတီလေးတွေရောကြက်သားရောနှက်လာပြီဆိုရင်တော့အရသာလေးမြည်ပါမယ်ခင်ဗျာအရသာလေးမြည်ကြည့်လို့အဆင်ပြေတယ်ဆိုရင်တော့ကျွန်တော်တို့တည်ထားတဲ့အိုးလေးရပါပြီခင်ဗျာဒါလေးကတော့ကျွန်တော်ဒီနေ့ချက်ပြထားတဲ့ကြက်သားဘူးတီကာလာတာဟင်းချက်လေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ